Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဖြိုးခွင့်ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဆုံးကျင်းလာတဲ့ခါရောက်လို့ရှိရင်ဒါဗလားတို့အနေနဲ့ချင်းကင်းစားဖို့80ရာခိုင်နှုန်းတော့သေးကြတဲ့အကြောင်းလေးချက်ကိုကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဆုံးကျွန်တော်တို့တွေကဘောနော်ခြုံထဲမှာတကယ်လို့မွေလုံးနေမယ်ဆိုလို့ရှိရင်လွယ်ကြီးကိုချွတ်တာကိုကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့လွယ်ကြီးကရန်သူကိုမြင်နိုင်စီလို့ပဲဖြစ်ပါတယ်ခင်ဗျာစကင်နေနဲ့လွယ်ဆိုလို့ရှိရင်တော့ပို့ဆိုးပါတယ်ဒါရန်သူကိုပေါ့နော်မြင်နိုင်ရေးရှာခိုင်လို့များတဲ့အတွက်ကြောင့်မလို့ဒါလွယ်ကြီးကိုချွတ်တဲ့ပါတယ်ခင်ဗျာချို့ဗရာတွေကတော့ကျွန်တော်ပြောကြပါလိမ့်မယ်လွယ်ချွတ်တဲ့ခါကျလို့ရှိရင်ငါတို့ကြီးတွေကပါကုန်မှာပေါ့ငါတို့ကြီးကမရှိဘူးဘာညာဆိုလို့ရှိရင်လေဒါဗရာအနေနဲ့အင်းတို့ကြီးကိုပေါ့နော်အင်းတို့ပြစ်ချတာပေါ့အင်းတို့ပြောတင်ပါတယ်ချတာပြီးမှလွယ်ကြီးကိုချွတ်လိုက်ပါချွတ်ပြီးွားတဲ့ခါကျလို့ရှိရင်ကြီးကိုကောက်ယူပြီးတော့ရန်သူကိုနော့ကောက်လုံးလိုက်ရုံပါပဲခင်ဗျနောက်တစ်ခုကကြတော့ပေါ့နော်ကျွန်တော်စမုတ်ကိုပေါ့နော်စမုတ်ကိုရန်သူအားလွှဲတဲ့နေရာမှာအသုံးပြုလို့ရပါတယ်ဗျကျွန်တော်ရန်သူကအရှိရပြစ်နေမယ်ပြစ်နေတဲ့ခါကျလို့ရှိရင်စမုတ်ကိုခင်းလိုက်တဲ့ခါကျလို့ရှိရင်ရန်သူကနေပြီးတော့ထင်သွားလိမ့်မယ်ပေါ့နော်ဟာဒီကောင်စမုတ်ထဲမှာဝင်နေပါလားဆိုတော့ရန်သူကစမုတ်ထဲကိုလှမ်းပြစ်နေပါလိမ့်မယ်အဲ့ချိန်မှာကိုကနေပြီးတော့နော့ကောက်လုပ်လိုက်ရုံပါပဲခင်ဗျဒီနည်းကတော့မဆိုးပါဘူးဒါ player တွေတော့များများသုံးကြတဲ့နည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနည်းကိုတော့ကျွန်တော်အနေနဲ့စမ်းကြည့်စေချင်ပါတယ်ခင်ဗျနောက်တစ်ခုကပေါ့နော်ကျွန်တော်တို့သွေးအိတ်တွေဆေးရည်တွေပြီးကြဆေးရွက်တွေပေါ့နော်ဒီမှာတွေပဲတစ်ခါတည်းပေါ့နော်အကုန်လုံးသုံးစီခြင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ lobby ရဲရောက်သွားလို့ရှိရင်ဒီຢာတွေကကျွန်တော်တို့ lobby ထဲမှာပါလာမှလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့အချွေတို့အေးဘူးတို့ဆေးတွေတို့ကိုကျွန်တော်ကတော့သုံးစီကြပါတယ်ခင်ဗျနောက်တစ်ခုကပေါ့နော် brown အနေနဲ့စုံကျင်းမဲ့နေရအောင်ပေါ့နော်စုံလာမဲ့နေရမှာ brown အနေနဲ့စုံအလဲမှာမနေဘဲနဲ့စုံလာမဲ့နေရာမှာ10မိနစ်လောက်ပေါ့နော်နေပြီးတော့ရန်သူကိုစောင့်ပြီးပြစ်တာပိုကောင်းမယ်ထင်ပါတယ်ခင်ဗျာအခုကျွန်တော်ပြမယ့်ဟာတွေကဒီနားမှာပေါ့နော်ဇုံကကျင်းမဲ့ပဲထားလိုက်ပါတော့ပေါ့နော်အဲ့နာစုံကျင်းမဲ့ဆိုလို့ရှိရင်ဗါတို့ကအဲ့စုံထဲမှာပုံနေပြီးတော့ရန်သူကို knock out လုပ်တင်ပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ချို့ကြတော့ဇုံကြီးလာတဲ့ခါကျတော့ဒီဇုံထဲပြေးဝင်လာတယ်ရန်သူတွေကရှိတဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါတယ်ခင်ဗျာဒီနားမှာကျွန်တော်တို့ရန်သူတွေကိုစောင့်ပြီးတော့မှကျွန်တော်တို့ knock out လုပ်လိုက်လို့ရပါတယ်ခင်ဗျโอเคဒါဆိုဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြအောင်ဗျဒီချက်လေးတွေကဒါဗလားတို့အသုံးဝင်မှဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok အကောင့်လေးကို follow လေးလုပ်ခဲ့ပေးကြပါဦးလို့ပြောချင်ပါတယ်ခင်ဗျခုလိုဗီဒီယိုလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ